အားလုံးမင်္ဂလာပါကျွန်တော်ထူပါကျွန်တော်ခုကတပတ်လှုပ်ပိတ်သွားပြီဆိုတော့အိမ်မှာအေးဆေးပဲပေါ့ကျွန်တော်ကိုဖြိုးစီကလာမှန်းလာတဲ့ဒီ comment လေးတစ်ခုကျွန်တော်တွေ့လို့လေလူတော်တော်များလည်းအဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ချက်ဘက်ကနေလာမေးနေကြလို့သိကျင်မယ်ထင်လို့ကျွန်တော်ဒီဗီဒီယိုလေးနဲ့မျှဝေပေးလိုက်တာပါဆိုတော့ကျွန်တော်အေဂျင့်လည်းမဟုတ်ဘူးပွဲစားလည်းမဟုတ်ဘူးဆိုတော့ကျွန်တော်သိသလောက်ကျွန်တော်ကြုံတွေ့ရတာကိုပဲအမှန်တိုင်းကျွန်တော်မျှဝေပေးမှာနော်ဆိုတော့ကျွန်တော်ပတ်ဝန်းကျင်မှာမြန်မာအစ်စ်ရောက်လာလို့ရှိရင်ကြည့်လိုက်မြန်မာပြည်ကနေအစ်စ်ရောက်လာလို့ရှိရင်ကျွန်တော်ဗီဇာ2မျိုးပဲတွေ့ရတယ်ပေါ့နော်လက်ရှိချိန်နေမှာတစ်မျိုးကတော့လက်ထပ်ဗီဇာရယ်နောက်တစ်မျိုးကတော့ refugee ဗီဇာရယ်အဲ့2မျိုးပဲကျွန်တော်တွေ့ရတယ်ဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းဒီအလုပ်ကိုမရခင်မှာဒီဩစတြေးလျနိုင်ငံမှာလှုပ်ရှားလို့ရှိရင်လူတွေအသုံးများဆုံးဒီ SEEK လို့ခေါ်တဲ့ app ကနေပြီးလှုပ်ရှားတယ်ပေါ့နော်ဆိုတော့အဲ့ဒီ app မှာလည်းကျွန်တော်တွေ့ရတာတော့ဗီဇာကို support လုပ်ပေးမယ်ဆိုတဲ့ဟာကိုကျွန်တော်မတွေ့ရဘူးပေါ့နော်ကျွန်တော်ခုပြောတာကျွန်တော်ဒီ mind အလုပ်တွေကိုပြောတာနော်ကျန်တဲ့အလုပ်တွေတော့ကျွန်တော်မသိဘူးဆိုတော့ဒါပေမဲ့ဘာမှတော့စိတ်တက်ကြစရာမရှိဘူးနော်ကိုကျွန်တော်ကိုတွေးကျွန်တော်ခံယူချက်ကိုကျွန်တော်ပြောရရင်ဘဝမှာမဖြစ်သေးတာပဲရှိတယ်မဖြစ်နိုင်တာမရှိဘူးတကယ်ကိုယ်မှာတကယ်ဖြစ်ချင်တဲ့စိတ်ဆန္ဒရှိဖို့ကနံပါတ်1အရေးကြီးဆုံးပြီးရင်နံပါတ်2ကကိုယ့်ရဲ့လှုပ်ဆောင်မှုပေါ့နော်ကိုဖြစ်ချင်တဲ့ရောက်ချင်တဲ့ဘန်းနိုင်စီကိုဒီဇိုင်းမတ်နဲ့ပုံမှန်တလန်းချင်းရွေ့နေမယ်ဆိုလို့ရှိရင်သွားနေမယ်ဆိုလို့ရှိရင်တနေ့မှာတော့ဒီအချိန်ခါပေးလာတဲ့အချိန်မှာကျွန်တော်တို့ဖြစ်ချင်တဲ့အရာတွေအကုန်လုံးဖြစ်သွားမှာနော်ဘာမှစိတ်ကြတာမရှိဘူးဩစတြေးလျကိုဗမာပြည်ကနေပြီးတော့လာလို့ရတဲ့ဗီဇာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပတ်ဝန်းကျင်မှာဒီအသက်ရောက်လာတဲ့လူတွေရှိတာဖြစ်ဒါမှမဟုတ်ကျွန်တော်တခုတကယ်အမှန်တိုင်းကြားခဲ့လို့ရှိရင်ကျွန်တော်သိတဲ့လောက်ကိုကျွန်တော်ဗီဒီယိုနဲ့ချက်ချင်းမျှဝေပေးပါမယ်အားလုံးပဲအဆင်ပြေကြပါစေကျွန်တော်နောက်ဗီဒီယိုတွေမှာတွေ့ရပါတတာ